အားလုံးပဲမင်္ဂလာပါခင်ဗျာဒါကတော့ one day one widget for 20 days ဆိုတဲ့ UI tutorial series ရဲ့တတိယနေ့ဖြစ်ပါတယ်ဆိုတော့ day 3မှာကျွန်တော်ဘယ် widget ကိုပြပြပေးသွားမလဲဆိုတာကတော့ drawer widget drawer widget ဟာဆိုလို့ရှိရင် widget ဖြစ်တဲ့အတွက်သူမှာလည်း parameter တွေပါတယ်ပေါ့နော်အဲ့ထဲမှာကျွန်တော်တို့ကသူ့ထဲမှာနောက်ထပ် widget တွေတိစောက်တော့မယ်ဆိုလို့ရှိရင် child parameter ကိုခေါ်ရတယ်ပေါ့နော်အခုဒီထဲမှာတော့ကျွန်တော်က list view widget ကိုထည့်လိုက်မယ်ပေါ့နော်ဒီ list view widget ဟာဆိုလို့ရှိရင်ကျွန်တော်တို့ application တွေရေးတဲ့အခါမှာတော်တော်လေးအသုံးဝင်တဲ့ widget တစ်မျိုးဖြစ်တယ်ဒီ widget ကိုလည်းကျွန်တော်နောက်ပိုင်း video တွေမှာထည့်ပြီးရှင်းပြပေးသွားမယ်ပေါ့နော် list view ကသူက list ဆိုတဲ့အတိုင်းပဲသူ့ထဲမှာထည့်မဲ့ widget တွေကိုကျွန်တော်ထည့်သလောက်လက်ခံပေးမှာဖြစ်ပါတယ်အဲကြောင့်မို့သူက children widget ကိုလက်ခံတယ်ပေါ့နော်ပြီးရင် list view ထဲမှာကျွန်တော် list style ဆိုတဲ့ widget ကိုထည့်မယ်ပေါ့နော်သူ့မှာလည်း leading ပါတယ် title ပါတယ်ပြီးတော့ trailing ဆိုပြီးတော့နောက်ဆုံးမှာထည့်ဖို့အတွက် action စာ trailing ပါလာတယ်ပေါ့နော်အဲ့တော့ဒီလိုလေးဖြစ်သွားတယ်ပေါ့နော်နောက်ထပ်ကျွန်တော်တို့က draw widget မှာပေါ့နော်ဒီလိုမျိုး icon တွေမကဘဲနဲ့အပေါ်မှာ header လည်းထည့်ခြင်းတယ်ဆိုလို့ရှိရင်ဒီ list view ရဲ့ children ထဲမှာပဲ drawer header widget ကိုခေါ်လိုက်ရုံပါပဲသူကလည်းသူ့အထဲမှာ widget ကိုလက်ခံမှာဖြစ်တဲ့အတွက် child parameter နဲ့ရေးလို့ရပါတယ်ခင်ဗျာဒါဆိုရင်တော့ကျွန်တော်တို့ drawer header လေးပါလာပြီပေါ့နော် drawer header ကဒီလို icon တွေမကောက်ဘူးပေါ့နော်ကျွန်တော်တို့display လုပ်ရှင်တဲ့ information မှန်သမျှထည့်လို့ရပါတယ်ကြည့်၍ကျွန်တော်တို့ကဒီ drawer ကိုပေါ့နော်ဘယ်ဘက်အချမ်းကနေ pop up လုပ်ချင်တာမဟုတ်ဘဲနဲ့ညာဘက်အချမ်းကနေ pop up လုပ်ချင်တယ်ဆိုလို့ရှိရင် drawer ကို and drawer ဆိုတဲ့ parameter ကို app bar မှာပြောင်းလိုက်ရင်ရတော့မယ်ခင်ဗျာကြည့်၍ဒီ drawer widget ကိုဘယ်ဘက်ကပေါ်လာမယ်စာညာဘက်ကနေပေါ်လာစေချင်တယ်ဆိုလို့ရှိရင် scaffold widget ရဲ့ parameter မှာ drawer စာ and drawer ပေးလိုက်ရင်ရတယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့သူ့ကိုဖွင့်ဖို့ command ပေးတဲ့နေရာမှာလည်း and drawer ပြောင်းလိုက်လို့ရှိရင်ရသွားပြီပေါ့နော်ဒါဆိုရင်ဘယ်ဘက်စာညာဘက်ကနေပေါ်လာမှာဖြစ်ပါတယ်အကယ်၍ကျွန်တော်တို့ကဒီ drawer widget ကို app bar ကနေခေါ်ချင်တာမဟုတ်ဘဲနဲ့ UI body ကနေခေါ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ scaffold widget ထဲမှာရှိတဲ့ app bar ကိုဖွင့်ပေးပါဆိုတဲ့ command ကိုရေးပေးရမယ်ပေါ့အဲ့လိုရေးပေးတဲ့အခါမှာလည်း drawer ကိုဒီ button နှိပ်လိုက်လို့ရှိရင် drawer တိစောက်ပေးပါလို့ပြောချင်တာဖြစ်တဲ့အတွက် data widget ကိုလည်းခေါ်ရပါတယ်ပေါ့နော်အဲ့မှာမှကျွန်တော် scaffold ကိုညွှန်းပေးရတယ်ပြီးရင် scaffold ထဲမှာရှိတဲ့ drawer ကို open လုပ်ပေးပါဆိုပြီးတော့ command ပေးလိုက်လို့ရှိရင်တော့ drawer widget ကိုဒီ UI body ကနေလှမ်းပြီးတော့ဖွင့်လို့ရပါတယ်ခင်ဗျာဆိုတော့ drawer widget ကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်နောက်ဗီဒီယိုကြမှာပြန်တွေ့ကြပါမယ်ခင်ဗျာ